ကြီးကိုကြောဖြက်လာအသေးထိတ်စရာကားကလေးစီကရဲ့မြင်နိုင်မဲ့ဘလောင်မြို့တစ်မြို့ရဲ့ဟိုအထက်မှာမြို့နမ်းဆန်အလားကချစ်စရာကွယ်တောင်ပေါ်ကိုရောက်သွားခဲ့ရင်မြင်ရမယ်ရုံးမတောင်တန်းနဲ့လက်ဖက်ချံကိုအလိုလိုလေးစိတ်ထဲကနေကြည်နူးလို့ချစ်တဲ့သူတွေ့ရတော့မလို့အချိန်တန်ပြန်ရတော့မယ်ဆိုရင်တမျိုးပဲလုံးဆန်နိုင်စွမ်းအားမရှိတယ်လို့ကွယ်မခွဲကွာရှင်ဘူးအမြဲနေခြင်းလေနောက်အခါမှနောက်တစ်ခေါက်ရောက်လာမယ်